လာပါရှင်ဈေးကွက်ရဲ့လာရကိုလေဖျောင်းနိုင်တဲ့တိုင်နဲ့ချိပြီးဘလို့သိနိုင်မလဲတော်တော်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းရပဲနော်ဟုတ်ကဲ့တကယ်လဲသိနိုင်ခြင်းရှိပါတယ်ဒီနေ့အတူလေ့လာကြမှာကတော့အာချို YouTube channel က The Two Candles That Tell You Everything Episode 2ဆိုတဲ့ဗီဒီယိုကအချက်လက်တွေပါဟုတ်ပါတယ်အဓိကကတော့ candle science ပေါ့အဲ့ဒီနီလန်တိုးပြီးတော့ price action ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းနားလည်နိုင်ဖို့စူးစမ်းကြည့်ရမှာပေါ့နော်ဟုတ်တယ်ရှုပ်ထွေးနေတဲ့ဟိုအချက်လက်တွေများကြီးတွေကနေရှင်းရှင်းလင်းလင်းထွက်သွားအောင်လို့ပါဟုတ်ပါအချိန်ပိုင်းနယ်တွေကအခြားတည်ကြည့်ရင်အတားရှုပ်တတ်တာကိုဒါကကိုကြည့်နေတဲ့ခြားပေါ်ကဖျောင်းနိုင်တဲ့တိုင်လောက်နဲ့ရိုးရှင်းအောင်လုပ်မယ်ဆိုတဲ့သဘောပေါ့မှန်ပါတယ်ဒီနေ့ဆွေးနွေးမှုမှာအဓိကကတော့ fair value gaps FVGs လို့ခေါ်တာဒီပြီးတော့ PD arrays လို့ခေါ်တဲ့ဈေးနှုန်းအရောက်များတဲ့ရေးပါတဲ့အရေးပါတဲ့ level တွေပေါ့ဟုတ်ကဲ့ဥပမာအရင် high low တို့ FVG တို့လို့ဟာတွေပေါ့အဲ့ဒါတွေရဲ့အရေးပါပုံပြီးတော့အဲ့ဒါတွေကဈေးကွက်ရဲ့လာရ bias ကိုဘယ်လိုဖော်ပြနေလဲဆိုတာကြည့်ကြမှာပါကောင်းပါပြီဒါဆိုအခြေခံလေးရင်စလိုက်အောင် candle sign ဆိုတာအတိအကျဘာကိုဆိုလိုတာလဲသူ့ရဲ့အလုပ်လုပ်ပုံကဘယ်လိုမျိုးလဲ candle signs ရဲ့အခြေခံသဘောတရားကတော့လေအရင် candle ရဲ့အပိတ်စေးသူ့ရဲ့ပုံစံကိုကြည့်ပြီးတော့နောက်လာမဲ့ candle ကဘယ်ဘက်ကိုတွားနိုင်ချေများလဲဆိုတာခံမှန်းတာပါ။အော်စိတ်ဝင်စားလျက်ကောင်းတာကဖျောင်းနိုင်တတိုင်းချင်းစီကသူ့အောက်က lower time frame မှာရှိတဲ့ FVGs တွေကိုကိုစားပြုနေတာပဲ။အော်ဟုတ်လား time frame အကြီးကဖျောင်းတိုင်တတိုင်က အောက် time frame က FVG အများကြီးရဲ့အနစ်ချုံလို့ထင်နေတာပေါ့အဒီကြပဲ HTF candle တတိုင်က LTF မှာဖြစ်နေတဲ့အားပြိုင်မှုတွေ order flow တွေကိုပြနေတာဒါက price bias ကိုတီးဖို့အသုံးဝင်နေပြီးတော့ order flow lengths လို့ခေါ်တဲ့secret က order flow နောက်ကျနေတဲ့အခြေအနေနဲ့လည်းဆက်ဆက်နေပါမယ်ဖျောင်းတိုင်ပုံစံအမျိုးမျိုးကအဲ့ FTG FVG တွေအပေါ်ဆေးရဲ့တုံ့ပြန်မှုအမျိုးမျိုးကိုပြနေတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်အဓိကကတော့ဖျောင်းတိုင်တစ်မျိုးခွဲကြည့်လို့ရတယ်ပထမတစ်မျိုးက respect candle ဟုတ်တယ်သူ့မှာများတော့အားဖြင့်မီးစာရှည်တယ် long wick ပေါ့ပြီးတော့ကိုယ်တည်းကသေးတယ် small body ဒါကဘာလို့ပြလဲဆိုတော့ဆေးနှုန်းက PDA တခုကိုဥမာ FVG ပေါ့အဲ့ဒီ level ကိုလေးစားတယ် respect လုပ်တယ်အဲ့ဒီနာမှာအရှိန်ယော့သွားတယ်ပြောင်းပြန်လဲနိုင်ခြင်း reversal ရှိတယ်ဆိုတာပြတာအော်လမ်းစုံမီးပွိုင်းမှာကားက break out လိုက်တယ်လို့မျိုးပေါ့ဟုတ်တယ်အဲ့လိုမျိုးဒါဆိုနောက်ခမျိုးကတော့မှန်းကြည့်လို့ရတော့ပါပြီဟာဂရုမစိုက်ပဲစသွားတဲ့ပုံစံမျိုးလား disrespect ပေါ့မှန်ပါတယ်ဒုတိယအမျိုးအစားက disrespect candle သူ့မှာတော့ပြောင်းပြန်ကိုယ်တွေကကြီးတယ် large body မီးစားကတိုးတယ် small wicks ဟုတ်ဒါတော့ဈေးနှုန်းကအဲ့ဒီ PD ကိုဖောက်ထွက်သွားပြီဆက်ပြီးရွေ့လျားနေတဲ့ continuation ကိုပြတာမီးပွိုင်းစိမ့်လို့ဆက်မောင်းသွားတယ်လို့မျိုးပေါ့နော်ဟုတ်တယ် lower time frame မှာဆိုရင်လာရတခုတည်းကိုဆက်သွားနေတဲ့ FPGs တွေကိုကိုစားပြုနေတာပေါ့ Okay respect နဲ့ disrespect ဆိုတာရှင်းသွားပြီဒါကိုလက်တွေ့မှာ PDA တခုကိုဈေးရောက်လာတဲ့အခါဘလို့သုံးပြီးလို့ rejection ကိုကြည့်နိုင်မလဲtwo candle rejection ဆိုတာလေးနည်းနည်းရှင်းပြပေးပါဦးကောင်းပါတယ် two candle rejection ဆိုတာက PDA တခုကိုဈေးကထိပြီးတဲ့နောက်မှာဘယ်အချိန်လောက်မှတကယ် reject မလဲဆိုတာကိုဖျောင်းတိုင်နဲ့တိုင်နဲ့နားလည်အောင်စူးစမ်းတာပေါ့ဟုတ်ကဲ့အချိန်နှစ်မျိုးရှိနိုင်တယ်ပထမတစ်ခုကတော့ပထမဆုံးဖျောင်းတိုင်က PDA ကိုထိပြီး respect ကန်တယ်ဖြစ်သွားပြီမီဇာရှေရှေကိုတဲ့တေးထင်းနဲ့ပထမတိုင်ကတည်းက respect ပြလိုက်ပြီဟုတ်တယ်အဲ့လိုဆိုရင်ဒုတိယဖျောင်းတိုင်ကအဲ့ဒီ rejection လာရအတိုင်းမင်းကျ reversal လာရအတိုင်းဆက်သွားမလို့မျောလင့်နိုင်တယ်အော်လွယ်သားမယ်ဒါဆိုဒုတိယခြေနေကတော့ဒုတိယခြေနေကနည်းနည်းပိုရှုပ်တယ်ပထမဖျောင်းတိုင်က respect candle မဟုတ်ဘူး PDA တန်းကိုကိုယ်တည်းနဲ့ဝင်သွားတယ် disrespect ပုံစံပေါ့အဲ့လိုဆိုရင်ဒုတိယဖျောင်းတိုင်ကများသောအားဖြင့်ပထမဖျောင်းတိုင်ရဲ့အနှိမ့်ဆုံး low ဒါမှမဟုတ်အမြင့်ဆုံး high ကိုခဏကျော်တတ်တယ် sweep လုပ်တာပေါ့ liquidity ယူတဲ့သဘောဟုတ်ကဲ့ liquidity sweep လုပ်ပြီးမှဟုတ်တယ်အဲ့လို sweep လုပ်ပြီးမှဒုတိယဖျောင်းတိုင်က respect candle ပုံစံနဲ့ပိတ်သွားတယ်အဲ့လိုဖြစ်မှတတိယဖျောင်းတိုင်ကစပြီး rejection လာရအတိုင်းဆက်သွားမလို့မျိုးလင့်နိုင်တယ်အော်ဒါဆိုပထမတိုင် reject မဖြစ်ရင်ဒုတိယတိုင်က sweep လုပ်ပြီး reject ဖြစ်တော့စောင်းရမှာပေါ့ဟုတ်တယ်ဒါပေမဲ့အရေးကြီးတာတစ်ခုက PDA ရဲ့ time frame မှာပဲဒီ two candle rejection ကိုကြည့်ရမှာနော်ဥပမာ1 hour FBG ကိုကြည့်နေရင်1 hour chart မှာပဲဒီ candle နှစ်တိုင်းကိုကြည့်ရမယ်ဟုတ်ကဲ့အဲ့ဒါရေးကြည့်မယ်ဒါဆို rejection ကိုအတီးချူဖေတဲ့ဖျောင်းတိုင်အဲ့ဒီ respect candle ရဲ့အမြင့်ဆုံး high ဒါမှမဟုတ်အနှိမ့်ဆုံး low ကအရေးပါလာပြီပေါ့
ဟုတ်ပါတယ်အဲ့ဒါကို rejection high ဒါမှမဟုတ် rejection low လို့တတ်မှတ်တယ် rejection ကိုဖြစ်စေရဲ့ respect candle ရဲ့ high ဒါမှမဟုတ် low ပေါ့ပထမတိုင်းက reject ရင်ပထမတိုင်းရဲ့ high low ဒုတိယတိုင်းက sweep ပြီးမှ reject ရင်ဒုတိယတိုင်းရဲ့ high low ပေါ့ဒီ level ကအဲ့ဒီ PDA ကိုစေကတပည့်လေးစားနေတော့လား respected ဒါမှမဟုတ်မလေးစားတော့ဘူးလား disrespected ဆိုတာကိုအတိပြုပေးတဲ့တော့ချက်ပဲအဲ့ဒီ rejection high low က trend တွေကိုနားလည်ဖို့ရောဘယ်လိုချိတ်ဆက်အသုံးဝင်လာနိုင်လဲကောင်းတယ်မေကောင်းမယ်စင်းလုံးကအဲ့ဒီ rejection high low ကိုကြော်ဖြတ်သွားပြီးအပေါ်ကိုကြော်သွားတာဖြစ်ဖြစ်အောက်ကိုကြော်သွားတာဖြစ်ဖြစ် run straight above below ဆိုရင်အဲ့ဒီ PDA ကိုမလေးစားတော့ဘူး disrespected ဖြစ်ပြီလို့ယူဆနိုင်တယ် disrespected ဖြစ်ပြီဟုတ်ကဲ့အဲ့ဒါကို trend နဲ့ချိန်ကြည့်မယ်ဆိုရင် bullish trend ဆိုတာဘာလဲ premium arrays တွေကိုမလေးစားဘူး discount arrays တွေကိုလေးစားတယ်ဟုတ် bearish PDA တွေကိုဖောက်ပြီး bullish PDA တွေကို respect လုပ်တာဟုတ်တယ် bearish trend ကပြောင်းပြန်ပေါ့ discount arrays တွေကို disrespect လုပ်ပြီး premium arrays တွေကို respect လုပ်တာအဲ့တော့ဒီ rejection high low ကိုစေကကြော်လားမကြော်လားကြည့်ပြီးတော့လက်ရှိ trend ရဲ့ခိုင်မာမှုဒါမှမဟုတ် trend ပြောင်းတော့မလားဆိုတာကိုအကဲဖြတ်နိုင်တာပေါ့ဒါဆိုဒီ candle signs နဲ့ rejection high low တွေကစေဝက်ကိုပို့ပြီးရှင်းရှင်းလင်းလင်းပြင်ဖို့အထောက်အကူပြုတာပေါ့နော်အတိအကျပဲအဆုံးစုံပန်းတိုင်ကအမြန်ရဖို့ချေးပဲမဟုတ်ဘူးဈေးကွက်ကိုဓမ္မတိထန်ချချနားလေဖို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်ထိန်းချုပ်နိုင်စွမ်း control ရဖို့ပြီးတော့ရှင်းလင်းပြတ်သားမှု clarity ရဖို့ပဲဟုတ်ကဲ့အဲ့လိုရှင်းလင်းမှပဲရေရှည်မှာတည်ငြိမ်တဲ့ရက်လက်တွေရနိုင်မှာပေါ့နော်ဟုတ်တယ်ဒီလို clarity ရှိလာရင် consistent result ဆိုတာနောက်ကလိုက်လာမှာပါတခုတတိထားရမှာကတခါလဲ two candle rejection ကချက်ချင်းမပြီးဖြစ်မှုရန်နေကြာတော့တာတို့ပါတော့ ugly two candle rejection လို့ခေါ်တယ်ugly two candle rejection ဟုတ်တယ်အဲ့ဒါကစင်းနုစုဖွဲ့မှု consolidation ကိုပြတာများတယ်အဲ့လိုအချိန်မျိုးမှာတော့အခြေအနေကပိတ်မရှင်းလင်းဘူးရှောင်းနေတာပိုကောင်းနိုင်တယ်ကောင်းပါပြီကဲအနှစ်ချုပ်ရရင်တော့ candle signs နဲ့ two candle rejection ဆိုတာဈေးကွက်လာရနဲ့အချိန်ကိုက်မှုတွေကိုရှုပ်ရှုပ်ထွေးထွေးတဲ့သိမကြည့်ပဲဓမ္မတိထန်ကြနားလည်ဖို့အသုံးဝင်တဲ့ကိရိယာတွေပဲလို့ပြောရမှာပေါ့ဟုတ်ပါတယ်မန်းစားချက်တွေထက်ပိုပြီးတိကျတဲ့အချက်လက်တွေနဲ့ဈေးကွက်ကိုချင်းကပ်ဖို့ကူညီပေးတာပေါ့လေဟုတ်ကဲ့ပါဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုလောက်မေးခွန်းထုတ်ကြည့်ချင်ပါတယ်အဲ့ဒီအရေးကားတဲ့ rejection high ဒါမှမဟုတ် rejection low ကိုစေနှုံးကကြော်ဖြတ်သွားတဲ့အခါ sweep လုပ်တာဖြစ်ဖြစ် run လုပ်တာဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့အဲ့ဒါကဘလို့အကျိုးဆက်တွေကိုညွှန်ပြနိုင်မလဲဈေးကွက်ရဲ့နောက်ဆက်တွဲလှုပ်ရှားမှုအတွက်ဘလို့အရေးမြတ်တွေပေးနိုင်မလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ဖို့စဉ်းစားစရာလေးထားခဲ့ခြင်းပါတယ်ရှင်စိတ်ဝင်စားစရာမေးခွန်းပါပဲ